ကျွန်တော်ဒီနေ့ Gotrunk Group မှာအားပေးသွားတာပေါ့နော် mini forklift ပေါ့ကျွန်တော်900 kg ပေါ့ကျွန်တော်900 kg လေးလုပ်နိုင်တယ်ပေါ့နော်ကျွန်တော်မော်တာပြမယ်မော်တာကတော့အိမ်သုံးပြီးနဲ့စင်ကယ်နဲ့220နဲ့ပို့မော်တာကီလိုဝက်က1800ဝက်ပေါ့နော်ကျွန်တော်တဒံပြည်ထောင်ပေါ့နော်တဒံမော်တာကိုသုံးယူထားတယ်ပေါ့နော်ကျွန်တော်ဒီမှာတွန်းလို့လည်းရတယ်ပေါ့နော်ကွန်ကရစ်ပေါ်မှာကျွန်တော်ဒီမှာဘိန်းလုံးတွေနဲ့တွန်းလို့ပြလို့ရှိလို့ရတယ်ဒီကောင်စုံလည်းပါတယ်ပေါ့နော်ကျွန်တော်စုံလည်းပါတယ်ကျွန်တော်ဒီမှာ brake လည်းပါတယ်ပေါ့နော်ဒါ brake ပေါ့နော်ဟာက brake အုပ်ထားတယ်ပေါ့နော်ကျွန်တော်စမ်းပြမယ်ကျွန်တော်ဒီနေ့ဒါဟိုပါပေါ့တနိုင်မျိုးကအားပေးသွားတာပေါ့နော်ပစ္စည်းမဖို့အင်ဂျင်တွေမဖို့ပေါ့ရရတင်မယ်ကျွန်တော်ဒီကောင်ဆိုရင်နှစ်ထပ်ဆိုရင်အမြင့်9ပေထိရမယ်ပေါ့နော်โอเคတော့တိုင်းပြမယ်နော်အားကြောင့်ဒီမှာ9ပေထိလေးလို့ရမယ်ပေါ့နော်ကျွန်တော်ဒီမှာအမြင့်ရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ limit switch ဖြတ်သွားမယ်ပေါ့နော်limit switch ဖြတ်သွား limit switch ဖြတ်သွားရင်ကျွန်တော်အပေါ်တင်နဲ့တင်လို့မရတော့ဘူးပေါ့နော် clock တင်လည်းမရတော့ဘူးနော်ပေါ့နော်ဒီမှာ limit switch ဖြတ်သွားရင်အောက်ပဲချလို့ရမယ်ဟဲ့အခြားဒါကျွန်တော်တနိုင်မျိုးပို့ရမယ်forklift ခုံလေးဖြစ်ပါတယ်ဒီကျင်းတို့လုံငန်းတဲ့ဒီလို mini forklift ခုံလေးလိုရရင်ကျွန်တော် Gotrunk Group မှာတားရှိတယ်မှာဖြစ်ပါတယ်တော့ဒီကောင်တော့အိမ်သုံးမီးနဲ့ပေါ့နော်220ဖို့KG နေကတော့9 KG ထိကျေဆောင်နိုင်မှာဖြစ်ပါတယ်โอเคအဲ့နောက်တစ်ခေါက်ဆမ်းပါ